ကျွန်တော်ရဲ့မေတ္တာရပ်ဝန်းတိဆောက်ခြင်းဖတ်ကြားတင်ဆက်နေတဲ့ဗီဒီယိုလေးတွေကိုမိတ်ဆွေတို့ရဲ့အားလချိန်တွေမှာမိတ်ဆွေတို့ရဲ့အိယာဝန်ချိန်တွေမှာနားဆင်တွေးကြံရှုမြင်ရင်ကျွန်တော်ရဲ့မေတ္တာရပ်ဝန်းလေးကိုခိတ္တနားခိုလဲပါလို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးမင်္ဂလာပါသဗ္ဗေဓမ္မာအနတ္တာတိယထာပညာယပတ္တတိအထနိဗ္ဗိတတိဒုက္ခေဧတမခောဝိသုဒ္ဓိယဟုသောဓမ္မပရပါဠိတော်၏အဓိပ္ပာယ်သည်ယခင်ပြခဲ့သောသမုဒိသစ္စာပရမတ္ထသစ္စာ၏သဘောမှာပရမတ္ထတော်တိပရမတ္ထတော်ဟူသည်ကားပရမတ္ထသစ္စာတော်ပရမတ္ထသစ္စာအဖြစ်ဟိသစ္စာမှ၏သစ္စာသည်သစ္စာတို့သည်သမုဒိသစ္စာသမုဒိသစ္စာ၎င်းပရမတ္ထသစ္စာပရမတ္ထသစ္စာ၎င်းဣတိဤသို့တွေနှစ်ပါးတို့သည်ဟောသည်ဖြစ်ကုန်၏တထထိုနှစ်ပါးတို့တွင်တတ္တပုဂ္ဂလအတ္တဇီဝတယောတတ္တပုဂ္ဂလအတ္တဇီဝအစရှိကုန်သောပညတ်တိအဋ္ဌာပညာအ내တို့သည်တဘာဝတော်သဘောအားဖြင့်အဝိဇ္ဇာမာနယေဝထင်ရှားမရှိကုန်သည်သာလျှင်ဟောသည်ဖြစ်၏ပဏထိုသို့ပင်မရှိတော်ညာလေယထာဘူတညာနာရာဟိတာနံယထာဘူတညာမကင်းကုန်သောမဟာဇနာနာလူအပေါင်းတို့၏စိတ်တည်စိတ်၌မဟာတမဟာတာပိအလွန်ကြီးကျယ်ထင်ရှားကုန်သည်လည်းဟုတ်တော်ဝါဖြစ်၍ဝိဇ္ဇာမာနဝထင်ရှားရှိကုန်တဲ့ကဲ့သို့သာလျှင်ပညာယတိထင်ရကုန်၏တေသမဟာဇနာထိုလူအပေါင်းတို့သည်လည်းတမက်ကအညီအညွတ်တေတံထိုပုဂ္ဂလတတ္တအတ္တဇီဝအစရှိသည်တို့၏ဧကံတေနစင်စေအားဖြင့်အဋ္ဌိဘာဝင်ရှိသည်၏အဖြစ်ကိုဂဟိတဝါယူ၍တထာထိုအချင်းရာအားဖြင့်ဝေါဟာရန္တိစခေါ်လဲခေါ်ကြကုန်၏တံပရိသန္တိစဝန်ခံလဲဝန်ခံကြကုန်၏တတ္တဝါထို့ကြောင့်တေထိုတတ္တပုဂ္ဂလအတ္တဇီဝအစရှိသောပညာအ내တို့ကိုတမက်ကေဟိညင်ညွတ်ကုန်သောမဟာဇနေဟိလူပေါင်းတို့သည်တမ္မတတ္တစသမုတ်အတ္တိဤအဖြစ်ကြောင့်၎င်းတာတော်ယေဝထိုတုတ်သမုတ်ချင်းကြောင့်သာလျှင်ဝစီသစ္စာဝိရိသစ္စာနံဝစီသစ္စာဝိရိသစ္စာတို့၏ဝတ္ထုဘူတ္တတာစတိယာဤအဖြစ်ကြောင့်၎င်းသမုဒိသစ္စာတိသမုဒိသစ္စာဟု၍ဘုဇ္ဇတိဆိုအပ်ကုန်၏တတမိန်သမုဒိသစ္စေထိုသမုဒိသစ္စာ၌ထတဝါတည်၍သမာပရိပစ္ဆန္တာကောင်းစွာကျင့်ကုန်သောသူတို့သည်တဗ္ဗလောကိယတမ္ပတ္တိယောအလုံးစုံသောလောကီစည်းစိမ်ချမ်းသာတို့ကို၎င်းတန်တံဘောရိတံပါရဓမေစထိုဘောရိအဆောက်အဦဖြစ်သောဒါနသီလစသည့်အပြာတရားတို့ကို၎င်းအာရာဒန္တိပြီးစေကုန်၏မိစ္ဆာပရိပစ္ဆန္တာဖောက်ပြန်စွာကျင့်ကြကုန်သောသူတို့သည်အပါရပူရကအပေ၌ပြည့်ကြကုန်သည်ဟွန်းသည်ဖြစ်ကုန်၏ဟိသစ္စာမှဤသမုဒိသစ္စာသည်ဧဝံမဟာတံဤမြလောက်ကြီးကျယ်၏ဣတိဤသို့ဝရိဒပံသိရ၏ပရမတ္ထသစ္စာသို့ပတ္တဝါပနရောက်တော်ကထိုသမုဒိသစ္စာသည်သစ္စာဘေဝသစ္စာသည်သာလျှင်နာဟောတိမဖြစ်ဟိသစ္စာမှဤတန်ထိုသမုဒိသစ္စာသည်တယံမိမိသည်အဝိဇ္ဇာမာနယေဝထင်ရှားမရှိသည်သာလျှင်တမာနဖြစ်လျက်မဟာဇလာလူများအပေါင်းတို့ကိုဝိဇ္ဇာမာနတွေဝထင်ရှားရှိသည်ဟူ၍သာလျှင်ဂနာပေတိယူစေ၏သက္ကာယဒိဋ္ဌိဒွါပတ္တိဒိဋ္ဌိတိဝိဒမိစ္ဆာဒိဋ္ဌိနံ20သောသက္ကာယဒိဋ္ဌိ62ပါးသောဒိဋ္ဌိ3ပါးအပြားရှိသောမိစ္ဆာဒိဋ္ဌိတို့၏ဝတ္ထုဘူတတံတရားဖြစ်၍ဖြစ်၏တရားဖြစ်၍ဖြစ်သည်ဟုတ်တော်ဝါဖြစ်၍ဘာလဇလနံမလိမ္မာသောသူတို့အားဝတ္တဒုက္ခတော်ဝတ်ဆင်းရဲမှနိယာတုံထွက်မြောက်ခြင်းကနာဒေတိမပေးဟိသစ္စာမှဤသမုဒိသစ္စာသည်ဧဝံဝိပရိတင်္စဤမြလောက်ဖောက်ပြန်ခြင်းရှိသည်၎င်းဧဝံမဟာတာဝဇ္ဇင်္စဤမြလောက်အပြစ်ကြီးသည်၎င်းဝ
ဟောလီဖြစ်၏ဣတိဤသို့ဝရိဒပံတိယ၏တပိမူပါဤရာဝဲကျဲကိုလိုမူသဘောပြုလို့မှာပါဠိအထကရာဒေသနာတဘာဝအတိကပိဒကိရိဋ္ဌကိုဝိနည်းဆရာနှုံအဆုံးအဖြတ်ဏိဂုံးတတ်၍ပြတော်မူအပ်သောဤပရမတ္ထတိကာမှာပညာနဲ့သာခါကာယူပါနေရုတမံပရမတ္ထတိကာတိန်တုတ်ထုပိလိယမေရိနိမတိယလိချံပတ္တေတသင်္ကနေစယံနေရုတမံနေယုမြည်တိရွှေတောင်ကြီးမချအလားတူထသောပရမတ္ထတိကာတိန်ပရမတ္ထဒီပဏိတိကာကြီးအစရှိသောကျမ်းကိုတုတ်ထုကောင်းစွာပိလိယညှစ်ယူ၍မေရိနိမတိယတောင်စီမင်းစေးဖြင့်လိမ့်ကြံလိချံရေးချဲစီရင်အပ်သောသသင်္ကနေစယံလာဝန်းငွေရိတ်တရားနှိပ်သည်ယုံရေးတစိမ့်နှင့်တူသောအဆုံးဖြတ်ကိုပတ်တိရှုရ၏ဤမြရိသာသမုဒ္ဒရာပြင်ကျဲရေပင်လေမှာတွယ်တွယ်ယရနာများလှစွာကိုလွယ်ကာမနေလူတွေထေးအောင်ယူ၍ပေးသူ၎င်းမဟာပထဝီဤမြေစီကိုမြောက်ချီပြောင်းပြန်ချက်ရှင်းလှန်၍နိုင်ငံမြို့ကြီးလူအဝေးကိုတုတ်တုတ်မလေးထုတ်ယူကျွေးသူ၎င်းထို့တူအညီဂံဗီရာလေးဝနရလေးပြာလက်ကျစွာသောဓမ္မခန္ဓာဒေသနာမှဖွေရှာယူညှစ်သဘောနှစ်ကိုစီစစ်၍ပြသောတဘာဝဒီပဏီဤတွင်ပြီးပြီတောင်စီမဲစေးဖြင့်ရေးပြသောလာဝန်းငွေရိတ်တရားနှိပ်သည့်ယုံရေးတစိမ့်နှင့်တူသောဝဏ္ဏခန္ဓဤကြမ်းမြတ်ကိုကြက်မှတ်သိမြောက်နိဗ္ဗာန်သို့နိဗ္ဗာန်မောက်သို့ယခုဘဝနောက်ဘဝရောက်ကြပါစေကုန်သတည်းတဘာဝဒီပဏိကျမ်းပြီး၏ကျွန်တော်ရဲ့ဖတ်ကြားတင်ဆက်မှုကိုဤမျှပင်ရန်နာခွင့်ပြုပါမိတ်ဆွေတို့ရဲ့လားဆင်တွေးကြံရှုမြင်ရင်ရရှိလာတဲ့အကျိုးတရားလေးတွေကိုမိတ်ဆွေတို့အနေနဲ့ comment လေးတွေမှာရေးပေးခဲ့ကြဖို့ဖိတ်ခေါ်အပ်ပါတယ်နှစ်သက်မယ်အကျိုးရှိမယ်ဆိုရင်လည်း like and share လေးလုပ်ပေးဖို့ subscribe လေးတွေလုပ်ပေးဖို့မိတ်ဆွေတို့ကိုလေးစားစွာတောင်းဆိုပါရစေအားလုံးမင်္ဂလာပါစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှစ်ဖြာနှစ်ဝနဲ့ပြည့်စုံကြပါစေ